ချစ်ချင်းမြတ်တာဆိုတာဘာလဲတချို့ကပြောကြတယ်အချစ်ဆိုတာအနားမှာရှိနေပေးုံနဲ့လေလုံလောက်တယ်တဲ့ဒါပေမဲ့ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇလန်းလေးကတော့တသက်မှာတစ်ခါသာကြုံရခဲ့ပြီးနှစ်ပေါင်း90နီးပါးကြာအောင်မဖောက်မပြန်စောင့်မျှော်ခဲ့တဲ့ဝင်းပလွေကောင်လေးတယောက်ရဲ့ဆွေးမြေ့ပွဲအချစ်ဇလန်းတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီဇလန်းလေးဟာတောင်ကိုရီးယားပြည်သက်တစ်ခုလုံးကိုမျက်ရည်ပင်လယ်ဝေစေခဲ့ပြီးအချစ်စစ်ဆိုတာဒါမျိုးဖြစ်တဲ့နယ်လို့တန်းတက်ခဲ့ကြတဲ့အထိရင်ဘတ်ထဲဆွဲကြံရစ်စေခဲ့တဲ့ဇလန်းလေးပါဇလန်းရဲ့အစမှာတော့မင်္ဂလေးစွန်းဤဟာကျမ်းမာရေးအခြေအနေကြောင့်မွန်းကျက်စရာမျိုးကြီးကနေခွာပြီးကျေးလက်ဒေသကအိမ်ဟောင်းလေးတစ်ခုစီကိုပြောင်းရွှေ့လာခဲ့ပါတယ်စိတ်တက်ကြပြီးအားငယ်နေတဲ့သူမရဲ့ဘဝတွေကိုကံကြမ္မာကကောင်လေးတစ်ယောက်နဲ့မမျှော်လင့်ပဲစုံစည်းပေးခဲ့ပါတယ်တနေ့မှာတော့ခြံဝင်းနဲ့တန်ရှင်းရေးလုပ်နေတော့စွန်းဤနဲ့သူမရဲ့အမေဟာညစ်ပတ်ပေရင်နေပြီးတွားသွားနေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရှိခဲ့ပါတယ်သူကစကားလည်းမပြောဘူးထွက်လည်းမသွားဘူးစာလောင်မှုတိတ်နေတဲ့မျက်ဝန်းတွေနဲ့စပွဲပေါ်ကအစားအစာတွေကိုပဲစိုက်ကြည့်နေခဲ့တာပါစွန်းဤရဲ့အမေကတနာလို့အစားအစာတွေကမ်းလှမ်းလိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းတော့အောင်ပဲကောင်လေးဟာလူရိုင်းတစ်ယောက်လို့တားရဲတကောင်လို့အနမ်းမရစားပစ်လိုက်ပါတော့တယ်စွန်းဤတို့မိသားစုကသူ့ကိုမိဘမဲ့ကလေးထင်လို့ရဲစခန်းကိုအကြောင်းကြားခဲ့ပေမဲ့ကောင်လေးကစကားလည်းမပြောနိုင်စာလည်းမရေးတတ်တာကြောင့်ညီသူညီဝါဖြစ်ကြောင်းအတိမပြုနိုင်ခဲ့ပါဘူးမိဘမဲ့ဂေဟာကိုပို့ဖို့စူးစမ်းပြန်တော့လေလူတွေပြည့်နေလို့ထောင်ဖြစ်ပြီးစောင့်ဆိုင်မှုပဲပြောခဲ့ကြတယ်နောက်ဆုံးမှာတော့စွန်းဤရဲ့မိခင်ကတနာစိတ်နဲ့ကောင်လေးကိုအိမ်မှာပဲခက်တဆောက်ရှောက်ထားဖို့ဆုံးဖြတ်ပြီး6စုလို့အမည်ပေးလိုက်ပါတော့တယ်အိမ်ကိုရောက်ခါစားမှာ6စုရဲ့အပြုအမူတွေကတကယ်ကိုတော်ရိုင်းတွေးဆန်တဲ့ကောင်လိုပါပဲထမင်းစပွဲပေါ်မှာထမင်းတွေကိုလက်နဲ့ကော်စားတယ်ဟင်းခွက်တွေကိုဆွဲလူတယ်ဒါကိုမြင်ရတဲ့စွန်းဤရဲ့မျက်လုံးထဲမှာတော့ဆက်ဆုပ်ရွှာမှုတွေနဲ့ပြင်းနှက်နေခဲ့ပါတယ်သူမက6စုကိုလူတစ်ယောက်လိုမမြင်ပဲစိတ်နှောက်ယှက်ပေးတဲ့တတဝါတကောင်လိုပဲသတ်မှတ်ထားခဲ့တာပါဒါပေမဲ့6စုကဗီဇတာရိုင်းတာအားကိုးရတဲ့ကောင်လေးတစ်ယောက်ပါနောက်တစ်နေ့မှာစွန်းဤတစ်ယောက်ဧကန်ထဲမှာတက်တာလေးကြီးတွေရွှေ့နေတော့6စုကနောက်ကနေဖြည်းဖြည်းချင်းချင်းကပ်လာခဲ့တယ်စွန်းဤကသူ့ကိုတခုခုလှုပ်တော့မယ်ထင်ပြီးကြောက်လန့်တကြားနဲ့ကျမ်းပြင်ပေါ်ထိုင်ချပြီးအော်ဟစ်လိုက်မိတယ်ဒါပေမဲ့တကယ်တော့6စုဟာစွန်းဤပင်ပန်းနေမှာဆိုလို့တက်တာတွေကိုကူရွှေ့ပေးခြင်းယုံတတ်တင်ပါအဲ့ဒီအချိန်မှာစွန်းဤတစ်ယောက်သူ့ကိုအထင်လွဲမိလို့ရှက်လွန်းလို့မြေကြီးထဲပဲဝင်သွားခြင်းစိတ်ပေါက်သွားခဲ့ရရှာပါတယ်အခြေအနေတွေကတဖြည်းဖြည်းပြောင်းလဲလာပါတယ်ရွာကချမ်းသာပြီးစရိုက်မကောင်းတဲ့ကောင်လေးတစ်ယောက်ဟာစွန်းဤကိုပထမဆုံးမြင်ချင်းမာတဲ့သဘောကျပြီးအမြဲနှောက်ယှက်နေခဲ့တယ်တနေ့မှာတော့အဲ့ဒီချမ်းသာတဲ့ကောင်လေးကအရက်မူပြီးစွန်းဤကိုကိုထီလက်ရောက်ကျူးလွန်ဖို့ကြိုးစားလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ6စုကအချိန်မီရောက်လာပြီးသူ့ကိုမောင်းထုတ်ပေးခဲ့တယ်6စုရဲ့ရက်ဆက်ပြီးတွေးတဲ့မျက်ဝန်းတွေကိုမြင်လိုက်ရတဲ့ချမ်းသာတဲ့ကောင်လေးဟာကြောက်လန့်တကြားနဲ့ထွက်ပြေးသွားခဲ့ရပါတယ်ဒီအဖြစ်ပြက်ပြီးနောက်မှာတော့စွန်းဤဟာ6စုပေါ်ထားတဲ့အမြင်တွေစတင်ပြောင်းလဲလာခဲ့ပါတယ်သူအစားအသောက်တွေကိုရိုင်းရိုင်းဆိုင်ဆိုင်စားနေတာကိုမြင်ရင်တော့အရင်လိုဆက်ဆုပ်ရွှာစိတ်တွေမရှိတော့ဘဲဂယုစနာစိတ်တွေဝင်လာခဲ့ပါတယ်6စုကိုလူဖွဲ့စည်းနဲ့တဟဆာတဖြစ်အောင်နေထိုင်တတ်စေဖို့စွန်းဤကစဉ်းစားခဲ့ပါတယ်သူမဟာခွေးလေးကျင်ရေးလက်ဆွဲစာအုပ်တအုပ်ကိုရှာဖွေပြီးအဲ့ဒီနီးလက်တွေအတိုင်း6စုကိုစတင်တင် जा ပေးခဲ့တယ်ဟုတ်ပါတယ်လုပ်ငန်းစဉ်ကတော့လွယ်ကူမနေခဲ့ပါဘူးအစားအစာမြင်ရင်ဝန်ပလွေတကောင်လိုခွန်အုပ်တတ်တဲ့6စုကြောင့်စွန်းဤရဲ့လက်မှာတွားရတွေထင်ကြံခဲ့တဲ့အထိပါပဲဒါပေမဲ့စွန်းဤရဲ့နာကျင်နေတဲ့လက်ကိုမြင်လိုက်ရတဲ့အခါ6စုရဲ့မျက်နှာမှာအပြစ်ရှိစိတ်နဲ့တိုးဆုပ်မှုတွေပေါ်လာခဲ့ပါတယ်စွန်းဤရဲ့ဆွဲလုံးလာကအရာထင်ခဲ့ပါတယ်ခဏဆောင်ဆိုတဲ့စကလုံးကို6စုနားလည်လာပြီးငင်ခံတက်လာခဲ့တယ်ညအိတ်ဝတ်စုံဝတ်ထားတဲ့စွန်းဤရဲ့စကားကိုနာခံပြီးစောင့်ခေါက်နေတွေတွားတိုက်နည်းတွေကိုပါတဆင့်ချင်းတင်ယူခဲ့ပါတယ်6စုအလုပ်တစ်ခုခုကောင်းကောင်းလုပ်နိုင်တိုင်းစွန်းဤကဆုလက်အနေနဲ့သူ့ကောင်းလေးကိုခပ်ပေါက်ပါလေးပုတ်ပေးလေးရှိတယ်ဒါဟာနောက်ပိုင်းမှာ6စုအတွက်အချိုမြင့်ဆုံးအလေးအကျင့်တစ်ခုဖြစ်လာပြီးအလုပ်တစ်ခုပြီးတိုင်းစွန်းဤရဲ့လက်ဖွားအောက်ကိုခေါင်းလေးတိုးပေးတက်လာခဲ့ပါတော့တယ်တနေ့မှာတော့မြို့ထဲဈေးဝယ်ထွက်ကြရင်မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။စောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကနေကြီးမားတဲ့တံမဏိပြားကြီးတစ်ခုခေါင်းမိုးပေါ်ကနေစွန်းဤတို့ရှိရာကိုပြုတ်ကျလာခဲ့ပါတယ်။အရေးကြီးတဲ့အဲ့ဒီစက္ကန့်ပိုင်းလေးတွင်းမှာပဲ6စုဟာအသက်အန္တရာယ်ကိုမငဲ့ကွက်ပဲစွန်းဤနဲ့သူမရဲ့ညီမလေးကိုသူ့ရဲ့ရင်ခွင်ထဲမှာကာကွယ်ပေးလိုက်ပါတယ်။ပြုတ်ကျလာတဲ့တံမဏိပြားကိုဘာမှမဖြစ်ခဲ့တယ်လို့ဟန်ဆောင်ပြီးမြေပြင်ပေါ်အချလိုက်တဲ့6စုကိုကြည့်ပြီးစွန်းဤတယောက်မြင်သက်သွားခဲ့ရတဲ့6စုရဲ့ခန္ဓာကိုယ်မှာဒဏ်ရာတစ်စုံတရာမရရှိတာကိုမြင်တော့သူဟာတာမန်လူတွေနဲ့မတူဘူးဆိုတာကိုစွန်းဤပုံဝါဝါသဘောပေါက်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအတိကသူမကိုကြောက်လန့်မသွားစေခဲ့တယ်အစပိုင်းကရိုးရှင်းတဲ့တိရစ္ဆာန်လေးတစ်ကောင်လိုလေ့ကျင့်ပေးရကနေတဖြည်းဖြည်းရင်ခုန်စရာကောင်းတဲ့တန်ရောစဉ်မိသားစုလိုဂရုစိုက်မှုတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်စွန်းဤက6စုကိုစာရေးနေတင်ပေးတယ်ညခင်းပြင်ပေါ်မှာဘောလုံးအတူကန်ပေးတယ်နေဝင်စည်းစာအလင်းဖြော့ဖြော့အောင်မှာစွန်းဤကဂီတာလေးကိုထုတ်ပြီး6စုအတွက်တချင်းဆိုပြခဲ့ပါတယ်သူမရဲ့လှပပြီးအေးချမ်းတဲ့အတန်လေးကအခန်းတစ်ခုလုံးကိုလွှမ်းမိုးသွားတဲ့အချိန်6စုရဲ့နှလုံးသားဟာလည်းပြင်းထန်စွာခုန်လှုပ်သွားခဲ့ရတယ်သူဟာစွန်းဤရဲ့ချစ်စရာပုံရိပ်လေးကိုစိုက်ကြည့်ရင်လွန်ခဲ့တဲ့ရက်တွေကစွန်းဤသူ့ကိုချီးကျူးခဲ့တယ်လို့မျိုးစွန်းဤရဲ့ခေါင်းလေးကိုအသားရပြန်လဲပုတ်တက်ပေးခဲ့ပါတယ်မိဘမဲ့ဂေဟာကနေ6စုကိုခေါ်သွားဖို့ဖုံးဆက်လာတဲ့အခါမှာတော့စွန်းဤကတိုးဆုပ်ခြင်းမရှိဘဲဖုံးချပစ်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့6စုဟာသူမရဲ့နှလုံးသားထဲမှာဘယ်သူနဲ့မှ
အစားထိုးလို့မရတဲ့အရေးကြီးဆုံးလူသားတစ်ယောက်ဖြစ်လာခဲ့လို့ပါပဲညဘက်အိတ်ဆက်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်ဟာနိုင်ရန်တစ်ခုကိုခြားပြီးတစ်ယောက်နဲ့တစ်ယောက်နှလုံးသားချင်းပိုနီးကပ်အောင်မိတွဲအိတ်ဆက်ခဲ့ကြပါတယ်ပျော်ရွှင်စရာနေ့ရက်တွေကကြာရှည်မခံခဲ့ပါဘူးအခွင့်အရေးချောင်းနေတဲ့အဲ့ဒီချမ်းသာတဲ့ကောင်လေးကစွန်းအီကိုအထမခေါ်ဆောင်သွားဖို့ကြိုးစားပြန်ပါတယ်စွန်းအီကရုန်းကန်ပြီးသူ့လက်ကိုကိုက်ပစ်လိုက်တဲ့အခါဒေါသထွက်သွားတဲ့အဲ့ဒီလူယုံမာကစွန်းအီကိုမြေပြင်ပေါ်ကြမ်းတမ်းစွာတွန်းချလိုက်ပါတယ်သူ့ရဲ့အသက်ထက်ချေရတဲ့မိန်းကလေးနာကျင်သွားတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ချော်စုရဲ့အတွင်းစိတ်ထဲကပုံကွယ်နေတဲ့စွမ်းအားတွေဟာထိမ့်မနိုင်သိမ့်မရပောက်ကွဲထွက်လာပါတော့တယ်သူ့ရဲ့သွားတွေကချွန်ထက်လာပြီးလက်တွေကခြေသေးတွေဖြစ်လာကခန္ဓာကိုယ်တစ်ခုလုံးကြွက်သားကြီးမားတဲ့ဝင်ပလွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်သူဟာရန်သူတွေကိုအလွယ်တကူကင်တွယ်ပြီးအဲ့ဒီချမ်းသာတဲ့ကောင်လေးကိုတပ်ဖို့လုပ်နေတဲ့အချိန်စွန်းအီရဲ့6စုတော်တော့ဆိုတဲ့အော်ဟစ်တာမြင့်တန်ကြောင်းသား6စုတယောက်ယူသွမှုကနေရုတ်တရက်နိုးထလာပြီးခန္ဓာကိုယ်ကပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်ဒီအဖြစ်အပျက်ကြောင့်6စုရဲ့လျှို့ဝှက်ချက်ကပေါ်လာခဲ့ပါတယ်အမှန်တော့စွန်းအီတို့နေထိုင်တဲ့အိမ်ဟာတစ်ချိန်ကမျိုးရိုးဗီဇနီးပညာကိုသူတည်တနာပြုနေတဲ့ဇီဝဗေဒပါမောက္ခတဦးရဲ့အိမ်ဖြစ်ပြီးသူကဝင်ပလွေမျိုးရိုးဗီဇတွေနဲ့စစ်တီတော်တွေဖန်တီးဖို့စမ်းသပ်ခဲ့တာပါအဲ့ဒီစမ်းသပ်မှုမှာ6စုတယောက်ထဲသာအသက်ရှင်ကျန်ရစ်ခဲ့ပြီးပါမောက္ခကွယ်လွန်သွားတဲ့အခါဒီအိမ်မှာကောင်းလေးတယောက်ထဲကျန်ရစ်ခဲ့တာဖြစ်ပါတယ်သူဟာပုံမှန်ချိန်မှာတာမန်လူသားလိုပဲဖြစ်ပေမဲ့စိတ်ခံစားမှုပြင်းထန်လာရင်တော့အစွမ်းထက်တဲ့ဝင်ပလွေဖြစ်ပြောင်းလဲသွားတတ်ပါတယ်ရဲတွေက6စုကိုဖမ်းဆီးပြီးဂိုဒေါင်ထဲမှာစောင့်ကြည့်ဖို့ပိတ်လောင်ထားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲအညိုတေးကြီးတဲ့ချမ်းသာတဲ့ကောင်လေးကစွန်းအီရဲ့အဖိုးတန်ဂီတာလေးကိုအပိုင်းပိုင်းရိုက်ခွဲပစ်ခဲ့ရုံတင်မကပါမောက္ခရဲ့လျှို့ဝှက်စာရွက်စာတမ်းတွေကိုတွေ့ရှိသွားပြီး6စုကိုရှင်းလင်းပစ်ဖို့စစ်တပ်ကိုတိုင်ကြားလိုက်ပါတော့တယ်ဂိုဒေါင်ထဲမှာအထီးကျန်နေမဲ့6စုကိုစိုးရိမ်လို့စွန်းအီကခိုးဝင်သွားပြီးဂရင်းနဲ့သမီးပုံပြင်စာအုပ်လေးတအုပ်ပေးခဲ့ပါတယ်ပြီးတော့သူတို့နှစ်ယောက်ဂရီတစ်ခုပြုခဲ့ကြတယ်စောင်းရတီရောက်ရင်ရွာနောက်ကတောင်ကုန်းပေါ်မှာနှင်းအိမ်လေးတစ်ခုအတူတူစောက်ကြမယ်တဲ့6စုရဲ့မြန်းမှာမျောလင်းချက်အလင်းရောင်လေးတွေတောက်ပသွားခဲ့ရပါတယ်ဒါပေမဲ့စွန်းအီဟာကျမ်းမာရေးမကောင်းရှာပါဘူး6စုနဲ့အတူမျက်ခင်းပြင်ပေါ်ပြေးလွှားဆော့ကစားရင်းမောပန်းပြီးလဲကျသွားခဲ့ပါတယ်အကူညီမဲ့နေတဲ့6စုဟာစွန်းအီကိုကယ်တင်ဖို့အတွက်သူနဲ့အရင်းနှီးဆုံးဖြစ်တဲ့တောနက်ထဲကိုချီကိုပြီးခေါ်သွားခဲ့ရရှာတယ်လူတွေကသူတို့ကိုရှာဖွေတွေ့ရှိတဲ့အခါမှာတော့အားလုံးက6စုကပဲစွန်းအီကိုထိခိုက်အောင်လုပ်တယ်လို့အထင်လွဲပြီးသူ့ကိုတန်ကြိုးကြီးတွေနဲ့တုံနှောင်ကတည်တံပေးဖို့အထိစီစဉ်ကြပါတော့တယ်6စုနိုးလာတဲ့အခါစွန်းအီကအစားအစာတွေယူလာပေးပြီးရင်ရင်ကြေးနေပါလို့မှာကြားခဲ့တယ်ဒါပေမဲ့စွန်းအီလှည့်ထွက်သွားတဲ့အချိန်မှာတော့မိမိကိုစွန့်ပစ်သွားပြီးအထင်နဲ့6စုဟာတန်တကားကိုအမျိုးတေးနဲ့ဝင်တိုက်ပါတော့တယ်တမတဲ့စစ်သား3ယောက်တောင်သူ့ကိုမထိန်နိုင်ခဲ့ပါဘူးစွန်းအီပြန်လာပြီးဖြောင်းဖြလိုက်မှသာသူဟာဂိုဒေါင်ထဲကိုငြိမ်သက်စွာပြန်ဆုတ်သွားခဲ့ပါတယ်ဟုတ်ပါတယ်သူ့ကိုနာခံအောင်လုပ်နိုင်တာလောကမှာစွန်းအီတယောက်တည်းပဲရှိတာပါထိုညမှာပဲရုပ်မာလာတဲ့ချမ်းသာတဲ့ကောင်လေးဟာအကွက်စင်ပြီး6စုကိုဂိုဒေါင်ထဲကနေညှာထုတ်ခဲ့ပါတယ်သူကစွန်းအီရဲ့ဂီတာကိုချမ်ပိုင်ရှင်ကခိုးသွားတယ်လို့လိန်ညာပြီး6စုကိုဒုက္ခရောက်အောင်ဖန်တီးခဲ့တာပါစွန်းအီရောက်လာတဲ့အချိန်မှာအခြေအနေတွေကနောက်ကျသွားခဲ့ပါပြီအဲ့ဒီချမ်းသာတဲ့ကောင်လေးကတနက်ကိုလူယူပြီး6စုကိုပြစ်တက်ဖို့ကြိုးစားခဲ့တယ်6စုကိုကာကွယ်ဖို့စွန်းအီကရှေ့ကကာကွယ်ပေးခဲ့ပေမဲ့ကောင်လေးကစွန်းအီကိုမြေပြင်ပေါ်တွန်းချလိုက်ပါတယ်မိမိမျက်စိရှိမှတင်စွန်းအီဒဏ်ရာရသွားတာကိုမြင်လိုက်ရတဲ့6စုဟာစိတ်ခံစားချက်တွေကိုမထိန်နိုင်တော့ပဲ2မီတာကျော်မြင့်တဲ့ဝန်ပလွေဖြစ်ပြောင်းလဲကစွန်းအီကိုနာကျင်အောင်လုပ်ခဲ့တဲ့အဲ့ဒီလူဆိုးကိုကိုက်တက်ပစ်လိုက်ပါတော့တယ်လူတွေရဲ့ကြောက်ရွံ့ထိတ်လန့်နေတဲ့အကြည့်တွေကိုမြင်တဲ့အခါ6စုဟာစွန်းအီကိုကောက်ချီပြီးတောနက်ထဲကဂူတစ်ခုစီကိုထွက်ပြေးသွားခဲ့ကြပါတယ်ဂူထဲမှာစွန်းအီက6စုရဲ့ဒဏ်ရာကိုပတ်တီးစီပေးရင်ဒါဟာသူတို့နှစ်ယောက်ရဲ့နောက်ဆုံးညဖြစ်မယ်ဆိုတာသိနေခဲ့ပါတယ်နောက်တနေ့မနက်မှာရှာဖွေရေးအဖွဲ့တွေရဲ့အတန်တွေကြားရတဲ့အခါ6စုကိုအသက်ရှင်စေခြင်းနဲ့စွန်းအီဟာမျက်ရည်တွေနဲ့အတူသူ့ကိုအတင်းမောင်းထုတ်ပါတော့တယ်ထွက်မသွားခြင်းနဲ့6စုကိုအတင်းကြောက်ခဲတွေနဲ့ပစ်ပေါက်ပြီးတွန်းလွတ်ခဲ့ရရှာတယ်အဲ့ဒီအချိန်မှာပဲစကားမပြောတတ်တဲ့6စုရဲ့နှုတ်ခမ်းဖျားကနေပထမဆုံးနဲ့နောက်ဆုံးလူသားစကားတန်ထွက်ပေါ်လာခဲ့ပါတယ်ခွဲခွာရခြင်းရဲ့နှလုံးသားကြေကွဲမှုကိုနှစ်ယောက်လုံးခံစားနေရပေမဲ့6စုအသက်ရှင်ဖို့အတွက်စွန်းအီဟာသူ့အနာကနေရဲရဲဆက်ဆက်လှည့်ထွက်လာခဲ့ရပါတော့တယ်စွန်းအီဝေးရကိုပျောက်ကွယ်သွားတာကိုကြည့်ပြီး6စုရဲ့မျက်နှာပေါ်မှာမျက်ရည်တွေစီးကျလာခဲ့ပါတယ်မကြခင်မှာပဲစွန်းအီတို့မိသားစုဟာအဲ့ဒီရွာကနေပြောင်းရွှေ့သွားခဲ့ကြပြီးထွက်မသွားခင်မှာစွန်းအီက6စုအတွက်စားတစ်စောင်ခြံထားခဲ့ပါတော့တယ်မျက်စိတမိတ်တွင်းမှာပဲနာကျင်စရာကောင်းလာတဲ့နှစ်ပေါင်း48နှစ်ဆိုတဲ့အချိန်တွေကုန်ဆုံးသွားခဲ့ပါပြီစွန်းအီဟာစပင်ဖြူတွေနဲ့အဖွားအိုကြီးတစ်ယောက်ဖြစ်လာခဲ့ပါပြီသူမဟာမြေကွက်ရောက်မှုအတွက်မြေမလေးနဲ့အတူထိုအိမ်ဟောင်းလေးစီကိုအကျော်ပြန်ရောက်ရှိလာခဲ့ပါတယ်ညစ်တဲ့တစ်ခေါင်မှာအတိတ်ကအမှတ်တရတွေ6လလုံးလုံးစွန်းအီဟာ6စုအချိန်ကနေထိုင်ခဲ့တဲ့ဂိုဒေါင်ဟောင်းလေးစီကိုခြေလမ်းတွေဥတီမိခဲ့တယ်တကားကိုတွန်းဖွင့်လိုက်တဲ့အခါမှာတော့ဂိုဒေါင်ထဲမှာပန်းမျိုးမျိုး
ပွင့်လန်းနေတာကိုတွေ့လိုက်ရပြီးသူမရှေ့မှာရက်နေတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း90ကအတိုင်းတစ်ချက်ကလေးတောင်မအုံမင်းသွားပဲငရွယ်နုပြိုနေစေဖြစ်တဲ့6စုဖြစ်နေခဲ့ပါတယ်6စုဟာစွန်းဤကိုမြင်တာနဲ့သူမလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကထားခဲ့တဲ့ငါ့ကိုစောင့်ပါငါပြန်လာပါမယ်ဆိုတဲ့မှတ်စုစာရွက်လေးကိုထုတ်ပြခဲ့ပါတယ်စွန်းဤရဲ့မျက်နှာမှာမျက်ရည်တွေတားမနိုင်စီမရစီးကြလာခဲ့ပါတယ်ဒီရိုးရှင်းတဲ့စာတစ်ကြောင်းကြောင့်6စုတယောက်သူမကိုရာစုနှစ်ဝက်နီးပါစောင့်ဆိုင်နေလိမ့်မယ်လို့သူမဘယ်တော့မှမမျှော်လင့်ခဲ့မိဘူးလေ6စုဟာတယူတရတင်ထားတဲ့အပိုင်းပိုင်းပြတ်နေတဲ့ဂီတာအိုလေးကိုထုတ်ပေးပြီးလွန်ခဲ့တဲ့290ကလိုပဲစွန်းဤရဲ့အထီးတွေကိုမျောလင်းတဲ့မြန်းနဲ့ခေါင်းလေးငုံပေးရှာပါတယ်စွန်းဤဟာတုံညီနေတဲ့လက်ကလေးနဲ့6စုရဲ့စပင်းတွေကိုထိကိုင်ရင်းသူ့ကိုတင်းကျပ်စွာဖတ်ထားပြီးတောင်းပန်ပါတယ်လို့ပဲထက်ခါတလဲလဲပြောနေခဲ့မိပါတော့တယ်သူမဟာအဖွားကြီးဖြစ်သွားတဲ့အထိ6စုကိုပြစ်ထားခဲ့မိလို့ကိုအပြစ်တင်ရင်ပြင်းထန်စွာဝမ်းနည်းပူဆွေးနေခဲ့ရပါတယ်နောက်ဆုံးမှာတော့စွန်းဤဟာအိမ်ကိုမရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူမရဲ့ဘဝတစ်ခုလုံးကိုမေတ္တာတရားတွေနဲ့ခြောက်လှမ်းခဲ့တဲ့ကောင်လေးကအဲ့ဒီနေရာမှာရှိနေသေးမို့လို့ပါနောက်တနေ့မနက်မှာစွန်းဤရဲ့ကားလေးဝေးရာကိုမောင်းထွက်သွားတဲ့အချိန်6စုဟာနှင်းဖုံးနေတဲ့တောင်ဆောင်ပေါ်မှာရက်ပြီးကားလေးတက်ွယ်သွားတဲ့အထိလမ်းကြည့်နေခဲ့ပါတယ်သူထိုနေရာမှာပဲနှင်းအိမ်လေးကိုစောက်ရင်ဆက်လက်စောင့်မျှော်နေဦးမှာပါဘာဖြစ်လို့လဲဆိုတော့စွန်းဤပေးခဲ့တဲ့အချစ်တွေကသူ့ကိုထာဝရစောင့်မျှော်နေဖို့မျှော်လင့်ချက်အသက်ကိုပေးသနာခဲ့လို့ပါပဲဘဝဆိုတာတူတူလေးပါမင်းရဲ့အစွမ်းကုန်ပေးဆက်ဖို့အခွင့်အရေးဆိုတာတစ်ချိန်ပဲရှိနိုင်ပါတယ်အဲ့ဒီအခွင့်အရေးကိုလွတ်သွားရင်နောက်ထပ်ဘယ်တော့မှပြန်ရမှာမဟုတ်တော့ပါဘူးတကယ်တော့လူအများစုဟာတစုံတစ်ယောက်ကိုစောင့်မျှော်နေတတ်ကြပေမဲ့အဲ့ဒီလူကိုဘယ်နှယောက်ကများစုံစည်းခွင့်ရခဲ့ကြလို့လဲအချစ်စစ်ဟာရှားတယ်လို့အချစ်စစ်နဲ့စုံတွေ့ရရင်တော့ပေါင်းဖက်ဖို့ခက်ခဲတတ်ကြပါတယ်တကယ်ချင်းတို့ရောဒီလိုမျိုးဆွေးမြေ့ပွဲစောင့်မျှော်ခြင်းအတွေ့အကြုံမျိုးရှိခဲ့ဘူးလားရှိရင်ခါမန်မှာဝေမျှပေးခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်